ခလင်းငယ်များကြော်သွားစကားပြောမဲ့စကားနည်းနည်းညစ်ပတ်တယ်တော်တော်ညစ် လက်ခတ် Wise Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိတ်ခေါ်ပါရရှင်ခလင်းငယ်များကြော်သွားစကားပြောမဲ့စကားနည်းနည်းညစ်ပတ်တယ်တော်တော်ညစ်ပတ်တယ်အများကြီးညစ်ပတ်မယ်အဲ့တော့ခလင်းငယ်ကြော်သွားနော်အပြိုတွေကြော်သွားယူပြိုတွေကြော်သွားမိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်တူတူလေးဆက်ဆံတဲ့ခါကျရင်မိန်းမတစ်ယောက်ပြီးချင်းကဒီတို့တုတ်ပြန်တယ်လေဆိုတော့တုတ်ပြန်ပါလေခန္ဓာကိုယ်မှာလည်းလုံနေတဲ့အရေးရွှဲတာထွက်နိုင်သလိုမျက်နှာမှာလည်းမေးမိတ်သွားတဲ့လက္ခဏာကြီးပြပါတယ်ဗောနော်ဒါတော့ကျွမ်းကျင်တဲ့ယောက်ျားအများစုကတော့အဲ့ဒီမျက်နှာခဲကိုဖမ်းမိတက်လိမ့်မယ်မကျွမ်းကျင်တဲ့လူကျတော့မိန်းမတစ်ယောက်ရဲ့အရေးအကဲကိုဖမ်းတတ်မှာမဟုတ်ဘူးအဲ့တော့မိန်းမတစ်ယောက်ပြီးမြောက်ဖို့အများဆုံးအားဖြင့်မိန်းမတွေကပြောမှာမဟုတ်ကျမမပြီးသေးဘူးကျမမပြီးသေးဘူးမောင်ကြီးလုပ်ပါအောင်လို့ပြောဘူးအဲ့တော့သူရဲ့ခန္ဓာကိုယ်မှာလုံနေရင်းနဲ့အရေးတစ်ခုစီးဆင်းလာပြီဆိုတာသူပြီးမြောက်သွားချောင်းကိုပေါ်ပြတာတချို့ကြတော့သူပြီးမြောက်သွားပြီမဲ့ရေရွှမ်းမလာပဲနဲ့သူရဲ့မျက်နှာမှာနီးအန်းဖြစ်သွားတယ်ဒါပေမဲ့အများသောအဖြစ်ကတော့အရေးထွက်တာများပါတယ်ပေါ့နော်အဲ့တော့မိမတယောက်ပြီးချင်းထက်မိမတယောက်ပျော်ရွှင်အောင်အဲ့ဒီကာမဘက်ကိုသွားတာပိုပြီးကောင်းပါတယ်လို့နော်အဲ့ဒါတော့ဟိုဒီလိဆက်ဆန်တဲ့အခါကျရင်ယောက်ျားနဲ့မိန်းမအပေးယူမျှနေဖို့ဟာရေးကြည့်တယ်ကိုကအင်းအားအင်းဆိုအားနဲ့အိမ်နဲ့ထည့်နေပေမဲ့လည်းမျိုးသမီးခန္ဓာရည်ရှိတာမရှိတာမျက်နှာလိုအကဲခက်ဟုတ်နော်ချွတ်မျက်နှာရှုပ်မျိုးသမီးမျက်နှာရှုပ်နေနေဆိုအတကုံစွတ်မလုံးနဲ့အဲ့ဒီအလိုနာနေတယ်အာမန်သိနော်ဒါပေမဲ့ဟိုမခံမသိရလူတွေကိုစိတ်မဆိုးပါနဲ့နော်မခံရအမေးဖြေလေးတွေလောက်ရတာဝါသနာပါတဲ့အတွက်ဖြေတာပါလို့တာရေးသမီးเจ้าမေးထားပါတော့လေဖြေတယ်မခံရစိတ်ဝင်စားတဲ့အတွက်အဲ့ဒီမိကုန်းကမတက်ရောက်ခဲ့ပါဘူးเนาะကျမရဲ့အကောက်ထဲမှာနှာခေါင်းကြီးကြီးကျမလိုမျိုးပုရိသတွေအမားတွေများလာတဲ့အတွက်ကျမနှာခေါင်းကြီးတောက်ပြီးဖြေရခြင်းဖြစ်ပါလိမ့်เนาะကျမတရားဝါကြီးဖြစ်နေပါပြီအဲ့တော့ကျမကိုဒီကဒါပြီးစကားပြောရင်လည်းခွန့်လို့ပါเนาะကျမဝါဒနာပါလို့ပြောနေတာပါเนาะဒါမိန်းမတယောက်ပြီးမြောက်အောင်လုံနိုင်တဲ့ယောက်ျားကြီးကိုအဲ့တော့ကိုပြီးအောင်မလုပ်ပဲနဲ့မိန်းမကိုလည်းပြီးအောင်လုပ်ပေးကြပါเนาะဆက်နဲ့ဖြေလိုက်ပါဒီလိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ့်အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်မျှမလို့တန်းကြည့်ရှုနိုင်မှုကျမတို့ရဲ့ channel